Hello ဒီနေ့မှာတော့ရဲရှင်အောင်ဘယ်လိုဝေးရလဲဆိုရယ် styling တီတီကိုပြပြပေးမှာဖြစ်ပါတယ်နံပါတ်1ကတော့အင်ကြီးကိုဘောင်းမီရဲ့ထဲဝစ်ခြင်းခောက်ဝစ်ခြင်းပဲဖြစ်ပါတယ်အင်ကြီးကိုခောက်ဝစ်ခြင်းအပြင်ကိုယ့်ရဲ့ခါလိုင်းကိုပိုပေါ်စေရဲ့အတွက်ခြေထောက်တွေကိုလည်းပိုရှိရလို့မြင်ရစေရဲ့အတွက်ကိုယ့်ရဲ့အရက်ဟာလည်းလူတွေမြင်မှာရှိရလို့ထင်ရစေပါတယ်အဲဒါကြောင့်ကိုကအရက်ပူးတဲ့လူတယောက်ဆိုရင်အင်ကြီးကိုဘောင်းမီရဲ့ထဲဝစ်ဖို့လုံးဝမမေ့ပါနဲ့နောက်တစ်ကတော့ monochrome ပဲဖြစ်ပါတယ် monochrome ဆိုတာကတော့ခေါင်းကနေခြေထောက်ထိရောင်တစ်မျိုးတည်းဝစ်ခြင်းကိုဆိုလိုပါတယ်အဲ့လိုဝစ်ခြင်းအပြင်ကိုယ့်ရဲ့ body line ကိုရှင်းနေအောင်မြင်ရတဲ့အတွက်လူတွေမြင်မှလည်းရက်ရှိရဲ့ပုံပေါက်စေပါတယ်အဲကြောင့်ကိုကရက်ပူတဲ့လူတယောက်ဆိုရင် monochrome outfit ပုံစံမျိုးကို try ကြည့်သင့်ပါတယ်ဒီတစ်ကတော့ကျွန်တော်တို့ရဖက်နှက်ကိုမှန်မှန်ကန်ကန်ရွေးချယ်တတ်မှာဆိုရင်ကျွန်တော်တို့ရဲ့ရက်တည်းတိတိတတ်တာကိုရှိလာမှာပဲဖြစ်ပါတယ်ကိုကရက်ပူးရဲ့လူတယောက်ဆိုရင်ဖက်နှက်ဆိုးပါးတွေထက်ဖက်နှက်ဆိုးထူတွေကိုရွေးချယ်ဝတ်တတ်တဲ့မို့လိုပါတယ်အဲကြောင့်ကိုကရက်ပူးရဲ့လူတယောက်ဆိုရင်ချန်ကီဖက်နှက်ပုံစံမျိုးတွေခြေစည်းပွတ်တွေလိုဖာပုံစံမျိုးတွေရွေးချယ်ပြီးဝတ်တတ်ပါတယ်ကိုကရက်ပူရဲ့လူတယောက်ဆိုရင်ဒီကြတကူကတော့ဘကီပန်နီဝစ်စင်ခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။လို့ဆိုတော့ကိုကိုလူတွေမြင်မှာရက်ပူရယ်လို့မြင်ရစီလို့ပဲဖြစ်ပါတယ်။အဲကြောင့်ကိုကရက်ပူရဲ့လူတယောက်ဆိုရင်ဘကီပန်နီစာ straight white relax loose fit ပုံစံမျိုးရွေးချယ်ဝစ်စင်ခြင်းကကိုကိုရက်ရှိရယ်လို့လူတွေမြင်မှာထင်ရစီမှာပဲဖြစ်ပါတယ်။